လေးလာပါရှင်။အနာကူညီပေးရမလဲရှင်။ဟုတ်ကဲ့ညီမဒီရေရောက်မှာပေါ့နော်။ UAE မှာတရားဝင်နေထိုင်နိုင်မှုအတွက်ကိုဘယ်လိုမျိုး visa ရရှောက်ထားလို့ရနိုင်လဲဆိုတာသိချင်လို့ပါရှင်။ဟုတ် UAE မှာတော်တော်များများတော့လေ basic visa နဲ့ freelance visa ချက်ပြီးနေထိုင်ကြပါရှင်။ Rail မှာ visit visa နဲ့ freelance visa နှစ်မျိုးရှောက်လို့ရတယ်ဆိုတော့အဲ့နှစ်ခုကဘာကွာဝါလဲဆိုတာလေးတစ်ချက်ရှင်းပြပြလို့ရမှာနော်။ဟုတ်ကဲ့basic visa ကတော့အလဲလာချင်းတဲ့သူတွေတက်ပို့ပြီးတင်တော်ပြီးတော့ freelance visa ကကြတော့ UAE နိုင်ငံထဲမှာနေထိုင်ပြီးတော့ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့သူတွေပြီးတော့ part time job လေးလုပ်ပြီးတော့ AC နေချင်းတဲ့သူတွေတက်ပို့ပြီးတင်တော်ရပေါ့နော် Rail မှာ visa ရရှောက်ထားတဲ့ service တွေအပြင်ကိုတခြားပါ service တွေရနိုင်တယ်နော်ဟုတ်ကဲ့ UAE ထဲမှာနေထိုင်သူတွေတက်ကြတော့ visa and passport extension service တွေရှိမယ်ပြီးတော့ local activity ticket တွေ UAE နဲ့ worldwide သွားချင်တဲ့သူတွေတက်ကြတော့ visa hotel booking and flight booking လုပ်ပေးရယ်ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တဲ့သူတွေတက်ကြတော့လေ business startup service တွေရှိရပေါ့နော်ဟုတ်ကဲ့အခုလိုမျိုး Rail မှာရနိုင်တဲ့ service တွေကိုတေချာလေးရှင်းပြပေးရတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့နောက်လည်းလိုအပ်ထိုက်ရှိလာနေပြီပါနော်ဟုတ်အခုဆိုရင်တော့ Rail မှာရရှိနိုင်တဲ့ service တွေကိုတိထားပြီးပြီဆိုတော့နောက်ထပ်လူကြီးမျိုးသိချင်တဲ့အကြောင်းအရာတွေကို Facebook page Messenger ဒါမှမဟုတ်လို့ရှိရင်ဒီပေးထားတဲ့ WhatsApp number မှာလာရောက်ပြီးတော့ဆက်သွယ်မိနေနိုင်ပါတယ်ရှင်